여러분 안녕하세요. 저는 문어바입니다. 지니가요. 밖에 말에 물이 좀 내서 물이 이내 인형 기를 속에 전이고 야비더마 제발 주로미냐요. 자국에 지내보노 앞에서 어디 인형 속에 이제 발롱이 소루시시 드라마에 마 인구야 뜻이네 말에 အများကြီးပါတယ်တော့နော်အင်းညောင်းဆိုတာကိုတော်တော်များများကတော့ fake destiny ဆိုပြီးတော့ဘယ်လိုကူကူလေးဘာသာပြန်ကြရဲပေါ့ဒါပေမဲ့အင်းညောင်းကသူ့ရဲ့နောက်ွယ်မှာအရန်လေးနဲ့တဲ့အတိတ်ပဲအများကြီးရှိပါတယ်ဒီအင်းညောင်းဆိုတာလေဟာဒီဗုဒ္ဓဘာသာအယူဆကလည်းစဉ်သက်လာတာပေါ့နော်သူ့ကိုတရားဘာသာပြန်မယ်ဆိုရင်ရှေးရည်စံကံအကြောင်းတရားကြောင့်ပြန်လဲစုံစည်းရခြင်းဆိုတဲ့အတိတ်ပဲရတယ်ပေါ့နော်ဒီကြတော့အင်းညောင်းဆိုတာကပေါ့နော်တရုတ်စကားလုံးနှလုံးနဲ့ဖွဲ့စည်းထားတာပေါ့နော်အင်းဆိုတဲ့အကြောင်းတရားနဲ့ย้อนဆိုတဲ့ဒီအကျိုးတရားပတ်သက်မှုပေါ့နော်အဲ့နှလုံးနဲ့အင်းညောင်းခြေဆက်ဆိုပြီးတော့ဖြစ်လာတာပဲဖြစ်ပါတယ်ဒါကြောင့်ဒီလောကကြီးမှာဖြစ်လာတဲ့ဉာဏ်တရားတွေအလုံးကအကြောင်းပဲဖြစ်လာမှာမျိုးမဟုတ်ဘဲနဲ့ရှိဘဝတွေကပြုခဲ့ဖို့တည်းအကြောင်းတရားတွေကြောင့်လက်ရှိဘဝမှာပြန်ပြီးတော့ပြန်လည်ဆုံးစည်းနေရတဲ့အကျိုးတရားကိုဒီအင်းညောင်းခြေဆက်ဆိုပြီးတော့ခေါ်ရပဲဖြစ်ပါတယ်ကိုရီးယားတွေမှာကအရင်နာမည်ကြီးရဲ့ဆိုလိုစကားလေးတစ်ခုရှိရပါတော့အဲ့လေပါလေလဲဆိုလို့ရှိရင်ကြတော့โอเคမှာစင်ချောတော့အင်းညောင်းနေတာတဲ့အဲ့ဒါပါလဲဆိုလို့ရှိရင်ဒီအဝိဇ္ဇာလေးပဲဖြစ်ဖြစ်ပေါ့နော်အမှုပခုံးခြင်းပဲဖြစ်ဖြစ်ဒီလိုထိမိသွားရင်တော့မှဒါကရှေ့ဆက်ဖြစ်တယ်ပေါ့နော်ဆိုပြီးဒီဆိုလိုစကားလေးကအလိုလေးနဲ့ပဲကြည့်ရပေါ့နော်သူတို့ရဲ့အယူအဆအရပေါ့နော်ဒီလိုလမ်းမှာဖြတ်သွားဖြတ်လာတော့နေနေဒီအဝိဇ္ဇာလေးတွေပဲထိမိတာပဲဖြစ်ဖြစ်ပခုံးခြင်းလေးပဲတိုင်းမိတာလေးပဲဖြစ်ဖြစ်တောင်းမှာပေါ့နော်အဲ့လိုမျိုးလေးဖြစ်ဖို့တော့ကိုယ်ဘဝဟောင်းများစွာကဒီရေဆက်တွေလူတွေပေါ့နော်အဲ့အင်းညောင်းလူတွေပေါ့နော်ဒါဆိုလို့ရှိရင်စဉ်းစားကြည့်ကြရအောင်ဒီလိုမျိုးအဝိဇ္ဇာလေးတိုင်းမိဖို့တောင်းမှာရှိဘဝဆက်ဆက်ကပြုလုပ်ခဲ့တဲ့အကြောင်းတရားဖြစ်တယ်ပေါ့နော်ဒီအင်းညောင်းနဲ့အများကြီးလိုတယ်ဆိုလို့ရှိရင်အခုဘဝမှာကိုယ့်ရဲ့မိသားစုဝင်တွေဖြစ်လာတယ်ကိုယ့်ရဲ့တငယ်ချင်းတွေဖြစ်လာတယ်ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်တွေဖြစ်လာတယ်ကိုယ့်ရဲ့ပါတနာပေါ့ကိုယ့်ရဲ့ချစ်သူရေးစားအိမ်အောင်ဘက်ခင်လို့ဖြစ်လာတယ်ဆိုရင်ဒါဆိုရင်ဘလောက်တောင်များရဲ့ရည်စက်တွေများရှိနေလို့ဒီလိုမျိုးကိုနဲ့အနီးကပ်ဆုံးမရှင်းနီးဆုံးအကျွမ်းဝင်ဆုံးလူတွေအဖြစ်ဒီဘဝမှာပြန်ပြီးဆုံစည်းရတယ်ကိုမှာပြောလို့ရတယ်ပေါ့နော်နံပါတ်1အနေနဲ့ကောင်းတဲ့ဘက်ကပြောမယ်ဆိုရင် do on in ညောင်းပေါ့ do in ညောင်းဆိုပြီးလဲဆိုဥပမာမှာလူကောင်းတွေနဲ့တွေ့ရတယ်တော့ကောင်းမွန်တဲ့ပေါင်းတင်တွေကောင်းမွန်တဲ့မိသားစုကောင်းမွန်တဲ့ partnership ကောင်းမွန်တဲ့ relationship နော်အဲ့လိုမျိုးတွေတွေ့ရတယ်ဆိုတာ do on in ညောင်းနေတာအဲ့လိုမျိုးတွေတောင်းရတယ်ပေါ့နော်ဒီကကျွန်တော်တို့ယောက်ကဘယ်လောက်ပဲချစ်ချစ်ပေါ့နော်ဝေအကြောင်းမျိုးကြောင့်ပေါ့နော်ဒီလိုမျိုးပြီးကော့သွားရတယ်လမ်းခွဲလိုက်ရတယ်ပြဆဲလိုက်ရတယ်လို့မျိုးသူကဘယ်လိုပြောလဲဆိုတော့ဟိုဒီအင်းညောင်းလေးအနင်ကပါအားရရှေ့စမပါဘူးချင်းနေဆိုတော့သူတွေကအဲ့လိုမျိုးတုံးချတယ်ပေါ့နော်ဒါစိတ်မကောင်းစရာပုံစံနဲ့ပြောလို့တာပေါ့နော်အတုံးလုံးပေါ့နော်ခုနကပြောသွားရတာကျတော့ကောင်းတဲ့အရာတွေပဲကိုယ်ကလည်းမရှိတဲ့အခါသူအင်းညောင်းဆိုပြီးတုံးတာပေါ့နော်မကောင်းတာလေးရှိတဲ့အခါကျရင်အင်းညောင်းအနင်ပါပေါ့နော်အင်းညောင်းမရှိဘူးအင်းညောင်းမပါဘူးပေါ့အဲ့လိုမျိုးပေါ့ဒီမတော့ချတူပါတယ်ဒီအင်းညောင်းလေးဆိုရယ်စကလုံးလေးကိုပေါ့နော်တေးလာရင်းနဲ့အခုတိလိုက်ရတယ်တခုပေါ့နော်တင်ရတာတခုရလိုက်ရတာကကိုပေညာကိုရှိနေတဲ့လူတွေကိုရဲ့အနိကဆုံးဖြစ်တဲ့သူတွေချီနေတော့မှတန်ဖိုးထားရမယ်ဆိုတဲ့တင်ကားစာလေးပေါ့ပါလိုက်ပါတယ်ရောတော့တော့လေဒီလိုမျိုးကိုရစကလုံးလေးတွေကိုလေ့လာရင်းနဲ့ဒီစာရေးပဲမဟုတ်ဘူးပေါ့နော်စကလုံးလေးတွေရဲ့နောက်ကိုရအတိတ်ပဲလေးတွေကိုတေချာလေ့လာပြီးတော့ကိုဘဝမှာပေါ့နော်ဒီလိုတင်ကားစာလေးတွေရရှိတော့ပြောနေပါတယ်ရောတော့မှာရောဒီလိုမျိုးကိုအရန်တန်ဖိုးထားရရင်အညောင်းလေးရှိနေပြီလားเนาะကောင်းမလေးတွေမှာရှိသွားပြီးတော့ကြားပါရဲ့เนาะဒါဆိုရင်နောက်ဗီဒီယိုလေးတွေမှာတွေ့ကြရအောင်안녕